အေရရီတိုင်းဗော်မိချောင်းဒေသရှိတာပေါင်းလေးကိုရွေးတူဆိုရစစ်တပ်ကစစ်ကြောင်းတို့ဝင်ရောက်ဖို့ကြိုးပမ်းလာပေမဲ့ကစင်ကလျားတက်ဆုပ်ပြေးခဲ့ရတယ်လို့သိရပါတယ်။ရွေးတူဆိုရစစ်တပ်ဟာပြီးခဲ့တဲ့ဇွန်လတတိယပတ်ကတာပေါင်းလေးဘက်ကိုစစ်ကြောင်းတို့ဝင်ရောက်လာလို့အာရခတပ်တော် A နဲ့ဒေသကာကွယ်တပ်ဖွဲ့တွေကတိုက်ခိုက်တဲ့အတွက်တက်လန်ဆုပ်ပြေးခဲ့ရတာပါ။သေရိုဆန်မီတက်လာတာမှာစစ်တပ်ကဗျံပရာပြန်ဆုပ်ပြေးရတယ်လို့သတင်းရင်းမြစ်တို့က AR Times ကိုပြောပါတယ်။ဒါကြောင့်စစ်တပ်ဟာ၎င်းတို့လက်နက်ကြီးအထိုင်ချထားတဲ့ချက်ပွိုင်းနဲ့ငေါတောင်တို့ကနေတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုလက်နက်ကြီးပစ်ကူတွေဇက်တိုက်ပစ်ခတ်ပေးခဲ့တဲ့အပြင်လေကြောင်းပစ်ကူတွေပါခေါ်ယူခဲ့တယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။စစ်တပ်ကတာပေါင်းဒေသအတွင်းစစ်ကြောင်းတွေတက်ဖြတ်နေရယူလာပြီးအခုခါရေရက်စခန်းထိုင်ချဖို့ပါပြင်ဆင်နေတာပါပြီးခဲ့တဲ့ဇွန်လ21ရက်ကတာပေါင်းပိုင်ခေနန်ရွာမှာရေရက်စခန်းချဖို့အုပ်ချုပ်ရေးမှုနဲ့ဆွေးနွေးခဲ့ပြီးနောက်စတောင်ကြီးတစ်ဖက်ကမ်းမှာရှိတဲ့ညောင်ကွင်းမှာမြေနေရာသတ်မှတ်ပြီးအလံတွေစိုက်လိုက်တယ်လို့သိရပါတယ်ဒါအပြင်စတောင်ကြီးရွာထက်တန်းကျောင်းနီဖုံးတော်ကြီးပညာသင်ရေးကျောင်းရှိဓမ္မယုံနဲ့ရွာဝင်စေရီနီးရှိဓမ္မယုံတို့မှာစစ်တပ်ကတပ်စခန်းချထားပါတယ်